拉住呀，人奥多标，奥多地方，叫咩？弄住奥多哩，奥多哩，奥多哩，埃里地那里的，爱讲的，也没做来讲的哩，比第二的那点不知道。ဒီကျွန်တော်တို့ကပဲသွားရမှာတော့ကျွန်တော်တို့ကခင်ဗျားတို့အာကိုပြီးတော့မှတော်တယ်တော့ကျွန်တော်တို့အခုတော့ပဲသွားမယ်အဲ့လိုပြကျွန်တော်တို့ရမကရှောင်းလို့အဲ့လိုမျိုးလားအာကိုပြီးတော့စီဆိုရအောင်တော်တယ်လားခင်ဗျားတို့အခုပဲပါတယ်ပြင်ရတာဒီလိုမေးကြည့်တာ အခုရတဲ့ဟာက ဘယ်လိုဘယ်မျိုးသိနိုင်လဲ ဟမ် မင်းတို့စောက်စုံစောက်ပြားရွာတွေအင်းတို့သိလိုက်တယ်တို့အခုမင်းတို့တည်တဲ့ရမခါတော်ကမင်းတို့အခုလစ်ပြီမလားမင်းတို့အေးဒုံးမြနဲ့ချောင်းမဦးမင်းအောင်လိုင်းရလုံးတော့မှာနော် ဘယ်လိုလုပ်မှာလဲ အားလုံးပဲမင်္ဂလာပါကျွန်တော်ရေးဖို့ရုပ်ထင်မှာဒီနေ့2025လေးလက်ပန်း22ရက်နဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးအောင်မယ်ဒီမနက်ခင်းရဲ့ပထမဆုံးသတင်းကတမူမြို့သိမ်းတပ်ပွဲစတင်ပြီးတော့ဆင်နွှဲပါတော့မယ်ဒီသတင်းအပြည့်စုံကစကန်တန်တမူဒေတာမှာတမူခရံကကွေးအင်အားစုမြတ်မှာမြို့သိမ်းတပ်ပွဲစတင်ပြီးတော့ဆင်နွှဲမှာဖြစ်တဲ့အတွက်စီးရဲ့အခြေအနေကြောင့်အများပြည်သူများနဲ့ကောင်တေကသမကေရီတမများအားအပီလာ20ရက်နဲ့မှာစပြီးမေဒီကောင်ပစ္စည်းမှာတမူမြို့နဲ့အိန္ဒိယဖဲချန်ကိုတေယူခွန့်ပြုတော့မှာမဟုတ်ကြောင်းအတိပေးထုတ်ပြန်ထားပါတယ်ဒီသတင်းကစက္ကစထင်းချုနေမေအတွဲမှာလောလောဆယ်တမူမြို့သိမ်းအစီအစဉ်ရှိပါတယ်အဲ့ဒီကာလမှာမိမပြည်သူများအနေနဲ့တမူမြို့မှာနေဖို့မသိမ့်တော်ဘူးပေါ့နော်စုမွန်နေမေဖဲချန်ထွက်ပြီးတော့အလို့လောက်ကြဖို့လိုမယ်စစ်စင်ရဲ့အတွဲမှာမြို့ပေါ်မှာပြည်သူမကြံဖို့လိုတယ်မြို့သိမ်းပြီးခါမှာလွတ်လပ်ကောင်းစီစီးစေးမှုပုံမှန်ပြန်ဖြစ်လာမှာပါဆိုတော့ပြည်သူများအနေနဲ့လောလောဆယ်တီးခံပေးကြပါလို့ဒိုလိုင်းအသရင်ရင်းမြစ်တွေကပြောဆိုထားပါတယ်ဒါကတော့မကြာခင်မှာတမှုမြို့သိမ်းတပ်ဖွဲ့ကိုစီနွေပါတော့မယ်ဒီဟာကမကြာခင်မှာလာမယ်မြို့သိမ်းတပ်ဖွဲ့နော်ဒီဟာကတော့နောက်ထပ်သရင်ကောင်းတွေကြားရဖို့ရှိနေတဲ့သရင်တစ်ခုဖြစ်ပါတယ်ဒီဟာကဆိုတော့နောက်တစ်ခုသရင်ကတော့မကွေးတိုင်းငဖေမြို့နေတွင်ဇန်နဝါရီလမှာအေပီလအတွန်းရှိပေါ်တပ်ပွေ23ကြိမ်ဖြစ်ပွားပြီးတော့ဘုံမိုးတီဟအောင်အပါဝါစစ်သား63ဦးတေဆုံးကဘုံမိုးအောင်ငင်းချမ်းဘူကြီးအောင်ငင်းချမ်းဘူကြီးအောင်တီကူထက်အပါဝါစစ်တောင်ပိုင်း18ဦးအရှင်ဖန်းစီရမင်ခေကြောင်းလူထုတူလရေးမဟာမင်းအင်အားစုမှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်ဒါကတော့ကျွန်တော်တော်လိုင်းတစ်ဖွဲ့တွေက3လအတွဲပေါ့နော်3လအတွဲမှာဖမ်းမိထားတဲ့စစ်တုံးပန်းတွေနဲ့တေဆုံးနေတဲ့စစ်ကောင်စီတွေအကြောင်းတွေကိုတင်ဆက်ပေးတာဖြစ်ပါတယ်။နောက်တစ်ခုသတင်းကစကန်မြော့နေတွက်စစ်ရင်တန်းကိုလုံခြုံရေးယူပေးနေသောစစ်တပ်ကိုကြားဖြတ်တက်ခတ်မှုမှာစစ်သား9ဦးသေဆုံးနေပါတယ်လို့သိရှိရပါတယ်။ဒီသတင်းပြည့်စုံကစကန်မြော့တက်မတုံကနေမောင်ရွာနမခတ်တို့ထွက်လာတဲ့ခွေးကားကြီးစီစီပါတဲ့ရင်တန်းကိုလုံခြုံရေးယူပေးရင်းနဲ့ပြည်သူလူထုရဲ့ကားတွေကိုဖမ်းဆီးပြီးအတင်းအဓမ္မငွေတောင်းခံနေတဲ့စစ်ခွေအုပ်စုကိုစကန်မောင်ရွာဆွေဘူးလမ်းမပေါ်ကစကန်မြို့ရေတရင်16အနည်းမှာဝမ်ရုပ်တက်ခတ်ခဲ့တာပါစစ်ခွေ9កောင်နေရမှာပဲပွဲချင်းပြီးဘေဆုံးပြီးတော့3កောင်ကအပြင်းထန်ကိုတည်းရရှိတယ်ဟုလင်းရောင်ငင်းအောင်ပြောကြားတက်ဖွဲ့မှာတာဝန်ရှိသူကပြောဆိုလိုက်တာကတော့စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ကားတွေကိုလောင်ချွမ်းယူပေးနေတဲ့စစ်တပ်တွေရဲ့အခြေအနေကိုတင်ဆက်ပေးတာဖြစ်ပါတယ်နောက်တစ်ခုသတင်းကတော့အခုကရင်ပြည်နယ်မှာဆိုလို့ရှိရင်ထမ်းမြန်မာနေဆက်မှာတော်လေးကိုတပ်ပွဲပြင်းထန်နေပဲဒီချိန်မှာစစ်ကောင်စီကတော်လေးကိုခုခံမှုတွေလှုပ်ဆောင်နေပါတယ်ခန်းလေပန်နဲ့ကိုကျူးကျော်ပြီးစစ်ကောင်စီလေးတပ်က KNL နေရမြကိုဘောင်းကျင်းနေရွက်လေရင်ပြည့်အမြော့များကိုထန်းစစ်တပ်ကနေဆက်သို့ဆွပြောင်းနေပါလေလို့ကျွန်တော်ကြားသိရပါတယ်အမှန်ဆိုလို့ရှိရင်ချက်ချင်းကျူးကျော်တာနဲ့တန်းပစ်လို့ရအောင်ကိုစီစဉ်ရမှာတမ်းမြန်မာနေဆက်မှာကျွန်တော် KNL နဲ့ဒိုလိုင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတို့တပ်ဖွဲ့ဖြစ်နေတာဒိုလေးကိုကြားနေပါပြီစကန်သိန်းတပ်ဖွဲ့ကဇင်းရွေးတာကကြားနေပါပြီတစ်ပတ်နှစ်ပတ်လို့ရှိနေပါပြီအရင်တော့ကမြဝတီကစကန်သိန်းတပ်ဖွဲ့မှာဖြစ်နေတဲ့ဟာလိုမျိုးမြဝတီမှာပြင်ရှင်နေတယ်လို့မျိုးပြင်ရှင်ရမှာဒီကအမှန်ဆိုလို့ရှိရင်เนาะဆိုတော့ဒီကတန်းကျွတ်တန်းပစ်လို့ရအောင်ကိုစင်စင်ရမှာအခုတော့နည်းနည်းတော့မယူသားဘူးလို့เนาะဆိုတော့မယူသားဘူးလို့ပြောလို့ရတယ်နောက်တစ်ဖက်မှာလည်းစစ်ကောင်စီနဲ့အတူတရုတ်အထူးကိုယ်စားလှယ်လာရှိုးမြို့ထဲရောက်နေပေမဲ့မြန်မာအရေးကြောဝံမစွတ်ဖက်ဘူးလို့တရုတ်ကထက်ပြောပြန်ပါတယ်စွတ်ဖက်လားမစွတ်ဖက်ဘူးလားဆိုတာကို
ဒါအရာဝတီသတင်းဌာနမှာဖော်ပြထားတဲ့ရုပ်သံဖန်ကိုကျွန်တော်နဲ့တူပြင်ပြီးတော့နားထောင်ကြည့်အောင်ဘယ်လောက်ထိစုပ်ဖတ်နေလဲဆိုတာကိုပြီးရင်လာရှိုမြတ်မှာစက်ကောင်စီနဲ့တရုတ်တွေပြီးရင်တရုတ်ကိုအထူးကိုယ်စားလှယ်တွေသတင်းတွေထုတ်ပေါ်နေပါတယ်အချက်ဒီအပြစ်ခတ်ရက်စေးပေါ့နော်ဆိုတော့ဒီလာရှိုထက်ကိုစက်ကောင်စီဝမ်ဖော့အတွက်အချက်9ချက်ကိုအတီးပြတာရှိပါတယ်သဘောတူညီချက်ရတာရှိပါတယ်လို့ကျွန်တော်ကြားသိရပါတယ်ဒီနေ့မှာကျွန်တော်နဲ့တူနားထောင်ရမှာဖြစ်ပါတယ်ဘလူတွေသဘောတူညီချက်ရခဲ့လဲဆိုတာကိုနော်じゃあ9ချက်လို့ရှိတယ်သူတို့သဘောတူညီချက်ရရှိတာကနော်ဆိုတော့ဒီဟာကိုကျွန်တော်နဲ့တူပြန်ပြီးတော့နောက်မှာပြန်ပြီးတော့နားထောင်ရမှာဖြစ်ပါတယ်ဒီနေ့ညနောက်ဆော့မှာတင်ဆက်ပေးခြင်းတဲ့သတင်းထူးကတော့လူ9ဦးကိုတပ်ဖြတ်သည့်စင်ရန်တကောင်ကိုတနက်ပြန်ရှင်းလင်းလိုက်ပြီးတော့ကျွန်တော်ကြားသိရပါတယ်ဒီသတင်းကကချင်ပြည်နယ်ဘူတာအုံမြို့နယ်ဘူလာဒီကျေးရွာတွင်ဒေသခံ9ဦးအားရန်ပြုတ်တပ်ဖြတ်ခဲ့သောမူယုနယ်ဒီစင်ကိုယခုနော်မနေ့က21ရက်နေ့မူလွေပန်းတွေတနက်ပြန်ပြက်ခတ်ရှင်းလင်းလိုက်ပြီးဖြစ်တယ်လို့သိရှိရပါတယ်ဒီဟာကဒေသခံပြည်သူရှင်အဖွဲ့မြတ်ကမူလာဒီကျေးရွာအနှင်းပေါ့နော်မူလာဒီကျေးရွာအနှင်းတွင်ပြစ်ခတ်ခြင်းဖြစ်ပြီးတော့နော်စီရန်ကြောင့်ထွက်ပြီးတင်းရှောင်နေသူမြတ်ကရွာတော့ပြန်ဝင်လာပြီးဟုသတင်းတွေရရှိပါတယ်ဒီဟာကအဆိုပါစင်ဒီမူလကကွန်မြူနီတစ်ခုကပန်ဆန်ပြီးတော့နောက်ပန်းတွင်ဒေသခံတဦးကပြန်ဝယ်ယူထားစဉ်မူယူပြီးတော့စစ်ရန်ဝန်သွားခြင်းဟုဒေသခံတဦးကပြောဆိုပါတယ်ဒါကတော့သူမူယူပြီးတော့ဧပြီလ16ရက်နေ့နဲ့18ရက်နေ့အတွင်းမှာလာဒီကျေးဝါမူယူလာဒီကျေးဝါတော့ဝန်ရုပ်လာတက်ခတ်ရမှာမွေးကင်းစကလေးငယ်အပါဝါ9ဦးတေဆုံးခဲ့တယ်လို့သိရှိရပါတယ်ဒါကတော့ဒေသခံပြည်သူစစ်တွေကရှင်းလင်းခဲ့တယ်ဒါကနော်ဆိုတော့ဒီလိုမျိုးဖြစ်စဉ်ကတော့တော်တော်လေးကိုစစ်မကောင်းဖြစ်ရပါဘူးစစ်မကောင်းဖြစ်ရပါတယ်ပြည်သူတွေကလည်း9ဦးထိကိုတေဆုံးတယ်စင်ရန်ကြောင့်ပေါ့နော်ဆိုတော့ဒီထက်မှာကောင်းမှမှာဆိုလို့ရှိရင်ပြောနေတဲ့သူကအများပြရှိနေပါဘယ်လိုတွေပြောဆိုနေကြလဲဆိုလို့ရှိရင်တော့ဒီလိုမျိုးတော့မပြည့်တတ်သိမ့်ဘူးဆိုတော့ပြောနေလေလူရှိတယ်တိုးခေါင်တဲ့နေရာမှာသွားပြီးတော့ message ထုတ်ပြီးတော့သွားပြီးတော့ထားသိမ့်တယ်ဆိုတဲ့လူကဆိုတချို့ဆိုလို့ရှိရင်တော့ဒီလိုပဲပြည်သူတွေတော်ထိစီးရဲတက်ပွဲတွေကြမှာဒုက္ခရောက်နေတဲ့ကြားထဲမှာလူ9ဦးကပြင်ပြီးတော့ပြည်သူ9ဦးပြင်ပြီးတော့တေဆောင်နေရတော်တော်လေးကိုစစ်မကောင်းဖြစ်ရပါတယ်ဆိုတဲ့လူကရှိသေးတယ်ဆိုတော့ဒီဟာကဒီလိုမျိုးဘလူတွေပဲဖြစ်ကျွန်တော်ပြည်သူတွေ9ဦးတေဆုံးတာကတော်တော်လေးကိုစစ်မကောင်းဖြစ်ရပါတယ်စင်ရန်တကောင်ကြောင့်ကျွန်တော်ပြည်သူတွေဒီလိုထိတေဆုံးတာကတော်တော်လေးကိုစူးပါတယ်တခြားနိုင်ငံမှာဆိုလို့ရှိရင်တော့အခုနကောင်းမှရေးနေတဲ့သူတွေပြောသလိုမက်ဆေ့ပေးပြီးတော့တခြားနေရာမှာထားရင်ထားနိုင်တယ်ပြန်ပြီးတော့ကုသလို့ရရင်ဆိုလို့ရှိရင်ပြန်ပြီးတော့လိမ္မာလောင်ကုသပေးလို့ရမယ်ဒါပေမဲ့လည်းကျွန်တော်မြန်မာနိုင်ငံကမြင်တဲ့အတိုင်းပဲဖြစ်တဲ့တွေ့တဲ့အတိုင်းပဲကျွန်တော်မြန်မာနိုင်ငံမှာဘာမှလည်းလောမရတော့တဲ့အခြေအနေမျိုးမှာဖြစ်နေတယ်ပြီးရင်အခုလုံနေတဲ့သူတွေကလည်းစော့တလွေးတွေဘာမှလောက်တတ်တဲ့လူတွေကမရှိဒါကြောင့်မလို့ဒီလိုမျိုးအဖြစ်မျိုးတွေကိုကြောင်နေရတာဖြစ်ပါတယ်ဒီဟာကတော့ဒီနေ့ညဒီမနေ့ခင်မှာရရှိထားတဲ့သတင်းထုတွေကိုတက်နိုင်တယ်လို့ကျွန်တော်ပြင်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်နောက်မှာကျွန်တော်ခုနကျွန်တော်ပြောတယ်လာရှုမြို့မှာစစ်ကောင်စီနဲ့ကျွန်တော်မြန်မာနိုင်ငံမှာနော်မြန်မာနိုင်ငံမှာလာပြီးတော့စွတ်ဖက်နေတဲ့တရွေ့အကြောင်းတွေကိုဒီအေရာဝတီသတင်းဌာနမှာဖော်ပြထားတဲ့ကျွန်တော်တို့ပြင်ပြီးတော့နားထောင်ကြည့်ရှုအောင်ပါဆိုတော့ဘလူးတွေစစ်ကောင်စီနဲ့ကောကန့်တက်တွေကြမှာတရွေ့ကမြန်မာနိုင်ငံမှာဝန်ရောက်စွတ်ဖက်နေလေသူကတော့ဘယ်လိုတွေပြောဆိုထားလဲဆိုလို့ရှိရင်မြန်မာနိုင်ငံအတွက်မှာဖြစ်ပေါ်နေတဲ့ဟာတွေကိုကျွန်တော်တို့နဲ့မဆန်ဘူးဘာမှလည်းစွတ်ဖက်မှာမဟုတ်ဘူးဆိုပြီးတော့ပြောနေတဲ့တရုတ်ကအခုချိန်မှာတိတိတတာကိုကျွန်တော်မြန်မာနိုင်ငံကိုလာပြီးတော့အုပ်ချုပ်နေပါပြီဒီကစွတ်ဖက်တာမဟုတ်တော့ဘူးအုပ်ချုပ်နေပါပြီလာရှုမြို့ကိုသူတို့တွေရေခမ်းခွဲမှုနဲ့စီမံခန့်ခွဲမှုနဲ့အုပ်ချုပ်နေရလို့သိရပါတယ်ကျွန်တော်ဒီကိုကျွန်တော်နဲ့တူနားထောင်ကြည့်အောင် တမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့ကိုစစ်ကောင်စီပြန်လည်စီမံအုပ်ချုပ်နိုင်ဖို့အရေးတရုတ်နိုင်ငံရဲ့အထူးတန်တမန်မစ္စတာတိန့်ရှိချင်းကိုတိုင်ကွင်းစင်ပြီးဖိအားပေးစီမံမှုတွေလှုပ်ဆောင်နေပါတယ်။လာရှိုမြို့စင်နှကောင်ဟိုတယ်မှာဧပြီလ22ရက်နေ့မနက်ပိုင်းကစပြီးမစ္စတာတိန့်ရှိချင်းကဦးဆောင်ကစစ်ကောင်စီအရာရှိတွေမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA တို့မြို့အချုပ်ရေးမြို့လွှဲပြောင်းရေးကိစ္စတွေဆွေးနွေးခဲ့ကြပါတယ်။မစ္စတာတိန့်ရှိချင်းဟာလာရှိုမြို့ကိုရောက်ပြီးတဲ့နောက်လေငွေအပါဝင်မြို့ပေါ်အခြေအနေတွေကိုကိုယ်တိုင်လှည့်ပတ်ကြည့်ရှုခဲ့သေးတယ်လို့ ARD ရဲ့ခိုင်မာတဲ့တိုင်းသားလက်နက်ကိုင်သတင်းရင်းမြစ်တွေကပြောဆိုပါတယ်။တရုတ်ကတော့ကျွန်တော်မြန်မာနိုင်ငံမှာကောင်းစားနေတယ်။တက်တွေလည်းထိုင်းလျောက်ပြန်ဝင်မယ်။အရင်တုန်းကတော့ဟိတ်နဲ့ဟန်နေပေါ့ဗျာ။အခုကတော့မိသားစုတွေနောက်ဆက်တွဲတွေပါကြမှာပါမယ်။တိုက်ခိုက်ရေးအင်အားတွေပါမယ်။တိုက်ခိုက်ရေးနဲ့သူတို့ရဲ့အုပ်ချုပ်မှုတွေအတွက်ပါလာမယ်။မစ္စတာတက်ရှိချင်းဦးဆောင်တဲ့ဒီကနေ့ဆွေးနွေးပွဲကနေမန္တလေးကနေမူဆယ်အထိတိုင်းသားတော်လှန်ရေးတပ်တွေဆုတ်ခွာပေးဖို့လာရှိုမြို့အနီးမှာတော်လှန်ရေးတပ်တွေစီရေးမဖော်နိုင်ဘူးကိုMNDAA နဲ့ဝါပြည်သွေးစီညီညွတ်ရေးအဖွဲ့
UWSA တို့ကလုံခြုံရေးယူပေးဖို့ပါရှိတယ်လို့သတင်းတွေထွက်ပေါ်လာပေမဲ့ AR တွေကတီးခြားတီမပြူနိုင်သေးပါဘူးတရုတ်ရဲ့ညွှန်ကြားချက်တွေနဲ့ဒီကနေ့မနက်ပိုင်းမှာပဲလာရှိုမြို့ဘက်က MNDAA ရဲ့အလံတွေဖြုတ်ပစ်လိုက်ပြီးဖြစ်ပါတယ်မြို့လေအဝိုင်းမှာမဟာမိတ်အလံတို့ဖြုတ်ထားတော့အခုမြန်မာနိုင်ငံတော့အလံပဲရှိတော့ပါလေခင်ဗျာနော်လက်ရှိမှာတော့မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါမှာမဟုတ်ဘူးလို့အမြဲပြောနေတဲ့တရုတ်နိုင်ငံရဲ့အထူးတန်တမန်ကိုယ်တိုင်လာရောက်စီမံနေတဲ့စစ်ကောင်စီတပ်တွေလာရှိုမြို့ကိုပြန်လည်အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေပေါ်မကြိုဆိုတဲ့အကြောင်းမြို့ကန်တအူးကပြောပါတယ်တရုတ်ကဟိုကျွန်တော်တို့ဒီဆန္ဒပြတဲ့ဆန္ဒလူငယ်တွေဆန္ဒပြတဲ့အချိန်မှာဒီစစ်တပ်ကဟိုဒီတနက်နေ့ပြတ်ခတ်ချုပ်ခွင့်ပြီးတော့ဖြုတ်ပြုတ်ခွင့်နဲ့အချိန်မှာလူတွေတိတ်ဆုံးလာတာရှိတယ်နောက်ပြီးတော့ဒီအခုလက်ရှိလေကြောင်းတိုက်ဆိုင်မှုဒီနေ့ပြလို့အမှတီးရတာရှိတယ်အဲ့တော့ကျွန်တော်တို့သူတို့ကီရီယိုဝင်ဆွတ်ပူဆိုမှအဲ့တော့ပြောတာအခုကြာတာကီရီယိုဒါစစ်တဲ့ဝင်လာပြီးတော့ဝင်အောင်ဆွတ်ဖတ်တာပဲနေလားတော့မြို့ကမှလာပြီးတော့သူကအကုန်လုံးပုံကပေါ်သူပိုင်နဲ့လေယာတခုလိုချစ်ပြီးတော့သူကဟိုစီမံခန့်ကိုပိုင်နေရပေါ့ဗျာစီမံခန့်ဝဲနေရဆိုအဲ့တော့ဟိုစီသားခံကြီးအဲ့တော့ခံကျင်တာပေါ့ဗျာမြို့ကန်ကြီးနေရတော့ဒီတရုတ်မလိုလားတဲ့132ခွန်စစ်စင်ရေးဒုတိယပိုင်းကိုဖော်ဆောင်ခဲ့တဲ့အတွက် MNDAA ပါဝင်မြောက်ပိုင်းမဟာမိတ်တပ်တွေကိုတရုတ်ကဖြတ်၅ဖြတ်ပိတ်ဆို့ခဲ့ပါတယ်။နေဆက်ဂိတ်ပေါက်တွေကတချို့ကိုပြန်ဖွင့်ခဲ့ပေမဲ့ပြေဝတဲ့ကုန်စည်စည်းစိမ်မှုကတော့မရှိသေးဘူးလို့ MNDAA နဲ့နှီးစပ်သူတွေစီကသိရပါတယ်။တရုတ်ကလာရှိုမြို့တွေမကပဲ TNL နဲ့ AA တို့သိမ်းပိုက်ထားတဲ့တခြားမြို့တွေကိုလည်းစစ်ကောင်စီပြန်လည်အုပ်ချုပ်နိုင်ဖို့အရေးဆန္ဒရှိနေတယ်လို့ FPNCC သတင်းရင်းမြစ်တွေကပြောပါတယ်။ဒီချိန်တွေကြောင့်တနိုင်ငံလုံးကတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ညီညွတ်ဖို့လိုပြီးမြို့တွေကိုမသိမ်းပိုက်ပဲစစ်တပ်ရဲ့ရန်ရာတွေကိုရပ်တန့်အောင်လုပ်ဖို့တိုင်းသားတော်လှန်ရေးခေါင်းဆောင်တဦးကမှတ်ချက်ပြုပါတယ်။ကျွန်တော်တို့နဲ့တွေ့ရင်တော့ပြောတယ်လေသူတို့ကစကားစပြိုလဲမှာကိုလက်မခံနိုင်ကြဘူး။စကားစမပြိုလဲအောင်သူတို့ကနှီးပေါင်းစုံနဲ့လုပ်လိမ့်မယ်။ဒါကြောင့်ကျွန်တော် message ပါချင်တာကကျွန်တော်တို့အချင်းချင်းဒီထက်ပိုညီညွတ်ဖို့လိုမယ်။ကျွန်တော်တို့တွန်းလှန်ရမယ့်သူကပြိုလဲသွားပြီ။သူ့ကိုထောက်ခံပေးနေတဲ့ထောက်တိုင်ကအကြီးကြီးအဲ့ဒါကတော့တော်တော်နဲ့မလွယ်ဘူး။အဲ့ဒါကိုတွန်းချနိုင်ဖို့အတွက်ကတော့ကျွန်တော်တို့ဓာမျိုးလောက်နဲ့တော့မရသေးဘူးဒီထက်ပိုပြီးမှနီးစနစ်ကြရမယ်ဒီထက်ပိုပြီးမှညီညွတ်မှုရှိရမယ်မဟုတ်ရင်တော့ကျွန်တော်တို့စူးစမ်းခဲ့သမျှအပြိုပြိုလဲလဲဖြစ်သွားမယ်မမေအလောင်းတော့ဖြုတ်သွားပြီလူတွေပုံမှန်သွားလာနေကြတာပဲနော်ဒီနေ့21ရက်4လ2025လာရှိုးရဲ့ခြေနေလေးပါကဲဆိုတော့ဒါကတော့လာရှိုမြို့ရဲ့အခြေအနေမှာစစ်ကောင်စီနဲ့ကိုကန်တက်တွေကြမှာလာပြီးတော့ရှမ်းမြို့မှာကျွန်တော်တို့တရုတ်ကဗောနော်တရုတ်နိုင်ငံကလာပြီးအုပ်ချုပ်နေတဲ့အကြောင်းစီမံကခွဲလုတ်ပေးနေတဲ့အကြောင်းတွေကိုဒီစက်နားထောင်ရတာဖြစ်ပါတယ်ဒီထက်မှာလာရှိုမြို့မှာကိုစစ်ကောင်စီရဲ့တရုတ်ကိုအထူးကိုယ်စားလှယ်ရဲ့တွဲဆောင်မှုမှာဘာသဘောတူညီချက်ရခဲ့လဲဆိုတာကိုဂျုံမင်းမင်းကူတန်းကပြောပြနေတဲ့ရုပ်သံမျိုးကိုကျွန်တော်နဲ့တို့ပြင်ပြီးတော့နားထောင်ကြည့်အောင်ဂျုံမင်းမင်းကဘုံမာရုပ်ကဖက်မှာသတင်းတွေရရှိပါတယ်တဲ့စီရန်တရားကဘာတွေသဘောတူညီချက်ရခဲ့လဲနားထောင်ကြည့်အောင်လာရှိုးသဘောတူညီချက်ဆိုပြီးတော့သတင်းလေးအချို့ထွက်နေတယ်ဒီနေ့ဆိုရင်သဘောတူညီချက်ဒီနေ့ဆိုရင်လာရှိုးမှာစစ်တပ်ကsorry ကိုကန်တက်တွေရဲ့အလှန်တွေကိုဖြုတ်လိုက်ပြီသူတို့မြောက်ပိုင်းအဖွဲ့အလှန်တွေအကုန်ဖြုတ်လိုက်ပြီးတော့နိုင်ငံတော်အလှန်တွေတိုက်ပြီမြန်မာနိုင်ငံနိုင်ငံတော်အလှန်တွေစပြီလာရှိုးမှာဒီနေ့စိုက်ပြီဒီ27ရက်နေ့နောက်ဆုံးထားပြီးတော့ကိုကန်တွေစုံမယ်ဆိုတဲ့သတင်းကလည်းတကယ်စုံပြီးလို့ပြောလို့ရတယ်ကြံခဲ့ရင်တော့သူညှိနှိုင်းရေးဖွဲ့လောက်ပဲကြံခဲ့တာရှိပြီးတော့ညှိနှိုင်းရေးဖွဲ့ကိုစောင့်မယ်လုံခြုံရေးဖွဲ့လောက်ပဲကြံခဲ့တာရှိပြီးတော့တကယ်နဲ့စုံတဲ့သဘောရှိတယ်နောက်ဆုံးအဆုံးသတ်နေအောင်ဆုံးအဆုံးသတ်ကတော့ကိုကန်ကိုအုပ်ချုပ်ခွင့်ရဒေသမှာဖောင်ဒါရှင်းခိုတိုင်းသူကဥက္ကဋ္ဌအဖြစ်နဲ့နေထိုင်ခွင့်ရဖို့ပဲသူကြီးမှန်းလိမ့်မယ်သူကကိုကန်တက်တည်နဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ဖို့ပဲသူကမြန်မာချက်ထားလိမ့်မယ်နောက်ဆုံးအဲ့ဒီမှာရည်မှန်းချက်ကအဲ့ဒါပဲဆိုတော့အဲ့ဒါကိုလည်းနောက်တော့ကျွန်တော် AC ထပ်ပြောပါမယ်ကိုကလောလောဆယ်သတင်းထွက်လာတာတခုရှိတယ်အတီးပြုတ်ဖို့ခက်တယ်နာဆာကဘက်ကလည်းမပြောဘူးကိုကန်ဘက်ကလည်းမပြောဘူးတရုတ်ကလည်းမပြောဘူးဘယ်သူမှလည်းမပြောဘူးဒါပေမဲ့အဲ့ဒီလာရှိုးတွေကနေထွက်လာတဲ့သတင်းအစအနာတချို့ရှိတယ်အဲ့ဒါဘာလို့ဆိုတစ်ချက်ကဒီတရုတ်ကဒီအပြစ်ခတ်ရစေးစောင့်ကြည့်အဖွဲ့အဲ့အဖွဲ့နဲ့ဒီ MNDAA ကိုကန်အဖွဲ့နဲ့နောက်တစ်ခါ NASA ကပေါ့ NASA ကရဲ့တက်ကတာဝန်ရှိသူတွေပေါ့နော်သိရတော့ကျွန်တော်တို့ကဗိုလ်ချုပ်ကြီးကိုဦးတို့နားလည်ထားတာဒါပေမဲ့ဗိုလ်ချုပ်ကြီးနိုင်ဦးလို့လည်းကြားတယ်ထားပါတော့အဲ့တော့ဘလို့ဖြစ်ဗိုလ်ချုပ်ကြီးဒုတိယဗိုလ်ချုပ်ကြီးအဆင့်တယောက်အဆင့်ရှိတဲ့ပုံကိုနဲ့ကိုကန်တက်ကထိတ်တိုင်းပုံကိုနဲ့တရုတ်ရဲ့စောင့်ကြည့်အဖွဲ့နဲ့သုံးဘက်ကြားထဲမှာသဘောတူညီချက်တစ်ချက်ထွက်လာတယ်အဲ့ဒါဘာလဲဆိုတစ်ကမန္တလေးကနေမူဆယ်အထိ EU အားလုံးစုတ်ခွာပေးရတယ်မန္တလေးကနေမူဆယ်အထိပေါ့ဟိုဘက်အထိကြားထဲမှာရှိတဲ့ EU အကုန်လုံးစုတ်ခွာပေးရတယ်မူလနေစုတ်ခွာပေးရမယ်နောက် TNL ကိုထိမ့်ဖို့
UWS ဝါတပ်ဖွဲ့ကိုတာဝန်ပေးပြီးတော့ TNL လေးကလည်းကြောက်မင်းကနေစဉ်ပြန်ဆုတ်ပေးရမယ်ဒါနဲ့ချက်နောက်လာရှိုးနားမှာတော့နေရာဖြန့်ခွင့်နေရတော့ PDF တပ်ဖွဲ့တွေကိုစစ်ရေးဖော်ဆောင်ခြင်းမပြုဖို့နဲ့စစ်တပ်ရဲ့ဌာနဆိုင်ရာဝန်ထမ်းတွေလုံခြုံရေးကို UWS နဲ့ကိုကန်ပူးတွဲပြီးတော့ကူညီဆောင်ရွက်ပေးရမယ်နောက်စစ်တပ်ကနေပြီးတော့ဒီကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဝါနဲ့ကိုကန်တို့ကိုငင်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးနဲ့ထောက်ရငင်းချမ်းရေးတို့အမှတ်ခံချက်ပေးရမယ်နောက်တစ်ခါလာရှိုးမှာလက်နက်ကင်ပြည်ကမဖြစ်ဖို့ညှိနှိုင်းကော်မတီဖြစ်တရုတ်အစိုးရဂျာနေဆောင်ပြီးတော့စောင့်ကြည့်ရုံဖွင့်လှစ်ထားမယ်နော်နောက်တစ်ခုကစစ်တပ်ကလာရှိုးကိုအပြည့်အဝထိန်းချုပ်ပြီးတော့နေရာမြေနိုင်သိမ်းမြေကာလတစ်လျှောက်လုံးမှာယာယီလုံခြုံရေးဖြစ်နေUWS ဝါတပ်ဖွဲ့နဲ့ကိုကန် MNDAA အဖွဲ့ကလာရှိုးနားမှာတပ်ဆွဲထားပြီးတော့စစ်တပ်ကလုံးဝနေရာပြီးတော့မှအပီးပိုင်လုံးဝထောက်ခါသွားတာမျိုးလုပ်ပေးမယ်နောက်တစ်ခုကနောက်ဆုံးကတော့ဒီအရင်အစိုးရထိန်းချုပ်ထားခဲ့တဲ့ဝါအုပ်ချုပ်ခွင့်ရမျိုးမျိုးကိုဝါအဖွဲ့ထံစစ်တပ်ကအနံ့ပေးရမယ်ဆိုတော့သဘောတူချက်ပုံနှစ်ချက်ပေါ့နော်အဲ့တော့ဟိုဘန်ပန်လောင်ပြောချင်တာပါနော်အဲ့ဒါတွေသဘောတူတယ်လို့အကြမ်းမြင်သိရတယ်ဆိုတော့ပြီးရင်တော့ဒါတွေရှိတယ်ဆိုတဲ့သတင်းတွေကတော့ထွက်လာတယ်ဒါပေမဲ့အဲ့ဒါက NASA ကလည်းအတီးပြီးချက်မထုတ်ပြန်ထားဘူးကိုကန်တွေဘက်ကလည်းမထုတ်ပြန်ဘူးဝါကလည်းမထုတ်ပြန်ဘူးတရုတ်ကလည်းမထုတ်ပြန်ဒါပေမဲ့အဲ့ဒီနေရာတွေမှာဒီလာရှိုးတဲ့သတင်းတွေအစနာလေးတွေထွက်လာတာပေါ့နော်ဒီလိုသဘောတူချက်တွေတော့ကြားပါတယ်ဆိုတဲ့သတင်းတွေထွက်လာတာဆိုတော့ကျွန်တော်တို့တွေလည်းရနိုင်သောစူးစမ်းပြီးအတီးပြုကြည့်ပါတယ်ဒါကတော့ရသလောက်စူးစမ်းရတဲ့ကြားမိတဲ့အစနာလေးတွေဆွတ်ထုတ်တာပါဆိုတော့တကယ်ဖြစ်မဖြစ်တကယ်ဟုတ်မဟုတ်ကိုကျွန်တော်တို့နောက်ရက်တွေဆိုတော့ရှင်းကြည့်ရပြီးတော့သိရမှာတော့ပေါ့။ဘာလို့တက်နေတဲ့အသေးသေးပြသိမဲ့ပုံတော့မပေါ်ဘူးကြပြည်သူ။ကဲဆိုတော့ဒါကတော့ဒီတရုတ်ရဲ့ပြီးရင်ကိုကန်တက်ရဲ့ပြီးရင်စစ်ကောင်စီတက်ရဲ့ဝတ်တက်ဖို့ပေါ့နော်သူတို့တွေရဲ့ဆွေးနွေးချက်ပေါ့လာရှိုးမြို့ဆွေးနွေးချက်ကိုသဘောတူရင်လာရှိုးသဘောတူရင်ချက်ဆိုပြီးတော့ထွက်လာတယ်လို့ပြောတော့ကြားသိရပါတယ်ဒါကလည်းတေးကြတော့သူတို့တရားဝင်ထုတ်ပြန်တာမဟုတ်သေးဘူးဒါပေမဲ့လည်းသတင်းပြည်သူတွေကတရုတ်တွေဖွဲ့တွေကလည်းထုတ်ပြန်မှလည်းမဟုတ်ဘူးကြာခင်မှာပဲထုတ်ပြန်လိုက်မယ်လို့မျှော်လင့်လို့မရဘူးဘာလို့လဲဆိုလို့ရှိရင်တော့သူတို့တွေကစစ်ကောင်စီဖြစ်မှာဆိုလို့ရှိရင်တော့သူတို့တွေကအတင်းနဲ့ရေးပြီးတော့လှုပ်ထားတာကိုပြန်ပြီးတော့အလကားနဲ့ယူသွားတာဆိုတော့ဒီကဒေါ်လေးကိုစစ်ကောင်စီကလည်းတို့မြန်မာနိုင်ငံကဟာတွေကိုဒေါ်လေးကိုပေးဆက်သွားပုံရပါတယ်ဆိုတော့ဒီတက်မှာတချို့တွေဆိုလို့ရှိရင်ပိုးမရေကိုမှာဒေါ်လေးကိုလောင်မြတ်နေကြပါတယ်ကျွန်တော်တို့ကတရွတ်ရဲ့ကျဲဝန်စစ်စစ်မှုတွေဒီလိုဝန်နဲ့ရတာကဝမ်းတိုက်အကြောင်းမဟုတ်ဘူးလုံဝမ်းသားစီအကြောင်းမဖြစ်ဘူးမရှိဘူးဆိုပြီးတော့ပြောနေသူတို့လူသက်ရှိတယ်တချို့ဆိုလို့ရှိရင်တော့ငါတို့အဘကရန်ကိုစီရေးနိုင်ငံရေးတော်လွန်းတယ်နိုင်ငံရေးရန်ကိုတော်လွန်းလို့ဒီမြို့ကိုပြန်ပြီးတော့ရလိုက်တယ်သွေးတစ်ချက်မှမထုတ်ဘဲတနက်ချက်တစ်ချက်မှဖော်နေပြန်လို့ရလိုက်လားဆိုပြီးတော့ပြောနေတာဖြစ်ပါတယ်ဆိုတော့ဒီကနှစ်ဖွဲ့စလုံးကစစ်ကောင်စီကလည်းကောင်တဲ့ခါရှိလက်ကိုကန်တက်တွေကိုပြန်ပြီးတော့တက်ချင်မှာပါမတက်ချင်မှာပါဒီကအလကားနဲ့သူများလုတ်ပေးတာကိုခံနေရဖို့အတွက်အဲ့လောက်ထိတော့မလွတ်နိုင်လို့ပါဘူးဒါပဲဖြစ်စစ်ကောင်စီကအရန်ကိုညံ့တာတော့မှအရန်ကိုညံ့လို့တဲ့စတန်အာမီတို့ပြောနေတဲ့စတန်အာမီကြီးဖြစ်နေပါပြီဘာလို့လဲဆိုလို့ရှိရင်အခုချိန်မှာတရုတ်ကစစ်စစ်ငင်းနေဖေးဖို့ငင်းနေပေးမှုနဲ့ပြင်ပြီးတော့သူတို့နေရမခကိုပြင်ပြီးတော့ရသွားတာဒီကရန်ကိုဝတ်သက်စရာတော့မဟုတ်ဘူးเนาะမိတို့တွေဘောမှာဝတ်မတာနဲ့မကြခင်မှာမိတို့တွေရဲ့အရှက်ကွင်းမှုကိုလာလိမ့်မယ်ဘာလို့လဲဆိုလို့ရှိရင်တကြမ်းနိုင်ငံစစ်စစ်ပေးမှုတွေနေရတာကလုံးဝကိုဘီတွန်းကနော်နိုင်ငံတကာကနိုင်ငံရန်ဖြစ်တာမဟုတ်ဘူးဘီတွန်းမှာဖြစ်နေတဲ့တိုင်းရင်းသားလက်နက်ကန်လေးတွေကမိတို့တွေကိုလုံးဝကိုပြန်ပြီးတော့မရနိုင်အောင်နော်ခင်းကြုံလိုက်ပြီးတော့ဘာလဲသူတို့မိတို့တွေကသူများနိုင်ငံကထောက်ပံ့သူများနိုင်ငံအကူအညီနဲ့ပြင်ပြီးတော့ရဖို့အတွက်မျက်ရည်ချိုပြီးတော့တောင်းယူနေတဲ့အခြေအနေမျိုးထိရောက်နေတယ်ဒါကတချို့ဘုံမတွေကဝမ်းတာနေလို့ကကြိုဖုံးအရန်ကိုဝမ်းတာနေတာကျွန်တော်တို့ဘက်ကနိုင်ငံရဲ့အရန်ကိုတော်လွန်းတယ်နိုင်ငံရဲ့အရန်ကိုတော်လွန်းတယ်ဆိုပြီးတော့ပြောနေတဲ့ရုပ်သံဖန်ကိုကျွန်တော်တို့တူပြင်ပြီးတော့ကြည့်ရမှာဖြစ်ပါတယ်ဆိုတော့သူရဲ့ဘက်ကအရန်ကိုနိုင်ငံရဲ့စီရေးရောအကောင်လုံးကိုညက်နေလို့အခုလိုမျိုးသူမျက်စစ်စစ်မှုနေရတာဆိုဘောကလည်းတော်တော်လေးကိုရှက်စရာကောင်းပါတယ်နားထောင်ကြည့်အောင်ဘလူတွေပြင်ရပြီးတော့အိုဟစ်နေလေဆိုတာကိုမူယူပြီးတော့အိုဟစ်နေလေဆိုတာကိုနားထောင်ကြည့်အောင်ကဲတရုတ်လန်နဲ့ငါရေထိုးမယ်မင်းတို့ပဲထိုးလိုက်ပါငါတို့တော့မိုက်တယ်ငါတို့တက်မတော်ကသူများတွေတေလူမျိုးပါတိုက်ထားတဲ့နေရာကိုချက်ချင်းပြန်ဆုပ်ခိုင်းရတယ်ဆုပ်ရတာဟုတ်တယ်ပြောလိုက်ရေးလိုက်ကွာရေးလိုက်အဲ့ဒါနိုင်ငံရေးစီရေးခေါင်းဆောင်ဆိုတာအဲ့ဒါပြောတာနော်မင်းတို့လိုအပင်မန်းဒရုန်းတွေလူတွေသေအောင်လို့တိုက်เสียမလို့ဘူးငါတို့ဘာကကြုတ်ကြီးကတစ်ချက်ပဲတိုက်ထလိုက်တာဟိုးဆိုတာနဲ့ပြေးဆိုတာနဲ့ကုန်ပြီမင်းကဘာလုံးလိုက်လားဟမ်တရုတ်ကလုံးလိုက်တယ်ဟုတ်လားပြောပါဦးပြေးမင်းတို့ပြေးမေတ္တမတော်ကကိုဦးစီးချုပ်ကတရုတ်ကိုမင်းရလဲစောက်ကောင်းနေတော့မထဲဘူး
ဟာ သူအုံနောက်တွေတော့မထဲဘူး ဟုတ်လား နော်အုံနောက်တွေတော့မထဲဘူးလွတ်ချင်တာလို့ဆိုပြီးလွတ်ထားပေးတာ အင်း ဘယ်တော့ထိတက်နိုင်မလဲတိုက်နိုင်မလဲဆိုပြီးတော့လွတ်ထားပေးတာ နောက်ဆုံးတော့လဲကွာရွှေပါပါပဲနော်ရွှေပါတွေကြော့ကော့ပြီးတော့မှစင်နကောင်ဟိုတယ်မှာဌာနဆိုင်ရာ9ဘွဲလောက်နဲ့အိပ်ပြီးတော့မှမင်းတို့အခြေအနေမင်းတို့ထွက်ဆိုထွက်သွားဆိုသွားနော်အဲ့လိုမျိုးကိုเจ้าကိုတီးပေါ့ကွာနော်ကိုเจ้าကိုတီးပေါ့နော် ဘောပါတယ်ဘော အဲ့ဒါတော့ကွာစစ်တိုက်တာပဲသူကသူအလံပြူတောင်းလာတော့တောင်းလာတော့စစ်သားတယောက်ရဲ့ဟိုအနေထားပေါ့ဒါကတော့သူကိစ္စပေါ့နော်တရုတ်လန်မေးဖိမထိုးထားတယ်ငါထိုးထားတယ်ငါပြင်ကြည့်ချင်လား ပေါက်ကွေးနေတာဒီကောင် ငါပထွေး ICC ရခေါ်မယ်ငါတို့ဘာကကြိုးကြီးကိုခေါ်ကြည့်ပါလားငါကိုယ်တိုင်တိုက်ပွဲဝင်ပလိုက်မှာပေါ့ဟာဘယ်ရမင်းတို့ KNU တွေ KIA တွေ ဟမ် ဒါနဲ့ MNDAA တွေ AA တွေ DNL တွေ CDF တွေကြရားတွေမင်းတို့မြို့ကြီးတွေကိုသိမ်းနိုင်ပြီလား မျိုးကြီးသိန်းနေ ဒီလိုမေးကြည့်တာ ခုရတဲ့ဟာက မင်းတို့ဘယ်မျိုးသိမ်းနိုင်လဲ ဟမ် မင်းတို့စောက်စုံစောက်ပြားရွာတွေအင်းတို့သိမ်းလိုက်တယ်တို့အခုမင်းတို့တည်တဲ့ရမခါတော်ကမင်းတို့အခုလစ်ပြီမလားမင်းတို့အေးထုံးမဲ့နဲ့ကြောင်းမဦးမင်းအောင်လိုင်ရလုံးတော့မှာနော် ဘယ်လိုလုပ်မှာလဲပြောကြည့်ပါဘယ်လိုလုပ်မှာလဲ နောင်ကျော်ကလည်းအေးဆေးပဲဘာမှကိုတိုက်ဆရာမလို့ရသွားမှာ ဟမ် နောင်ကျော်ကအားလုံးကဟုံနာပြီဒီလိုမျိုးတိုက်ကိုမတိုက်တော့တာ မင်းတို့ဝ ဦးမင်းအောင်လိုင်ကသူကတည်သွားပြီသူရဲ့တက်မတော်သားတွေကတချို့တော့တက်မတော်သားတွေဘာလို့လဲဘာဖြစ်တယ်ကသူတည်တယ်သူနိုင်ငံရေးစစ်ပွဲရသူဘယ်လိုဒိန်းကြောရမလဲသူတည်တယ်လာချိုးရရင်အော်တိုပြုတ်အော်တိုတီဘောကြောင်မဲနောင်ချိုအော်တိုလေးအော်တိုလေးအဲ့ဒီ DNN တွေအဲ့ကောင်တွေရေမချိုးတဲ့ကောင်တွေလေး PDF တွေကနေကြမရှိတော့ဘူး ဒီကျွန်တော်တို့ကပဲသွားရမှာတော့ကျွန်တော်တို့ကခင်ဗျားတို့အာကိုပြီးတော့မှတော်တယ်တော့ကျွန်တော်တို့အခုတော့ပဲသွားမယ်အဲ့လိုပြကျွန်တော်တို့ရမကရှောင်းလို့အဲ့လိုမျိုးလားအာကိုပြီးတော့စီဆိုရအောင်တော်တယ်လားခင်ဗျားတို့အခုပဲပါလို့ ပြင်ရတာလစ်ပြီလေ လစ်ပြီလေဘာမှလုပ်လို့မရတော့ဘူးဗမာ PDF က မင်းတို့ ကျွန်တော်တို့ PDF တွေဘယ်လိုလုပ်အောင်မလဲ ကျော်ဖောင်းဟဲ့ ခင်ဗျားတို့အားကိုးခဲ့တာငမူးတဲ့ ကဲဆိုတော့ဒါကတော့ရုပ်ဖောင်းဟင်းလာရှုမြို့ကိုပြန်ပြီးတော့ရလို့သူ့အပကိုဖားနေတဲ့ရုပ်တံမှန်ဖြစ်ပါတယ်ဘယ်လိုတွေဖားလဲဆိုလို့ရှင်တို့ဒီမှာကြည့်အောင်တော့ငါတို့အပကရန်ကိုတိုးပါတယ်တော့ဘာတော့ကြတော့ဗောနော်အရန်ကိုတိုးလို့ရတာမဟုတ်ဘူးအရန်ကိုလည်းထူးထွန်ထစ်မြက်လို့ရတာမဟုတ်ဘူးမင်းတို့တွေအရန်ကိုညံလွန်းလို့ပြင်ပြီးတော့ရတာဘာလို့လဲသိလားလူမျက်နှာကစစ်စစ်ပေးမှုတွေရတာကရန်ကိုရှက်เสียကောင်းတယ်မင်းလိုမျိုးငါအတွေကပဲပျော်နေရနောက်တချို့ဘုံမာတွေဆိုလို့ရှိရင်မျက်ရည်မျက်ခွေတွေနေရတာဒီလိုမျိုးပေးဆက်မှုဒီလိုမျိုးပေးဆောင်နေလို့ဒီဆောင်နေပြီးရင်ဒီလိုမျိုးကအလကားနဲ့ရတာကမဖြစ်နိုင်ဘူးဒီလိုမျိုးတော့သူမျက်နှာကစားမှုကလည်းမခံချင်ဘူးဆိုတဲ့လူကတသက်အများကြီးရှိတယ်မင်းငါမို့လို့ဒီလိုမျိုးခံစားနေတာเนาะပျော်နေတာเนาะသူအလကားရတာကဘေးအရာမခံဘူးကြားတယ်မလားအလကားရတာကဘေးအရာမခံဘူးမကြဘူးတရင်ထုတွေလာလိမ့်မယ်မကြဘူးတရင်ထုတွေလာလိမ့်မယ်တရားကဘိုးမရုပ်ဖောင်းဟင်းကိုတန်းကမင်းတို့မျိုးကြီးတမျိုးဘယ်တော့ကကြာဘူးတိမ်ဘူးလို့လဲဆိုပြီးတော့မင်းနေတာနော်တရားကမကြခင်ပါကျွန်တော်တို့စိတ်ဒီကောင်ကိုတက်တက်ကိုပြက်ရမှာဒီကောင်အင်းရှိတဲ့နေရာအထိကိုသွားပြီးတော့ပြက်ရမှာဆိုတော့တရားကတော့ဒီမနေ့ခေတ်မှာရရှိထားတဲ့တရင်ထုတွေကိုတန်တန်တလို့တင်ဆက်ပေးနေဘိုးမတွေပြောနေတဲ့ရုပ်တံဖန်နဲ့ခုလာရှုမျိုးရဲ့အခြေအနေကိုပြင်ပြီးတော့နားထောင်ရတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလိုနဲ့ပဲအဆုံးသတ်ပါမယ်ကျွန်တော်ဗီဒီယိုလေးကိုအမြဲတမ်းကြည့်ရှုအားပေးနေကြတဲ့လူပြည်သူများအားလုံးကိုလည်းကိုယ်ကြမ်းမှချင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ